အောင်မြင်ကအရန်ကိုပြောနေပါတယ်နှုတ်ဝင်တယ်နဲ့ပတ်သက်ပြီးအမတ်တရဆိုရင်တော့အမတ်တရအများကြီးပဲပေါ့နော်ဆိုတော့နောက်ဆုံးဒီကားတော့ဟိုပါပေါ့နော်အမတ်တရတွေအများကြီးပါပဲအမတ်ဖက်20ကြာစီနေတယ်ချစ်တဲ့အမှုပညာရှင်တွေနဲ့အတူတူပူးပေါင်းပြီးတော့အတူတူတင်ဆောင်ထားတဲ့ကားလေးอ่ะပေါ့နော်အဲ့လောက်ထိအောင်မြင်ကအရန်ကိုပြောနေပါတယ်နှုတ်ဝင်တယ်နဲ့ပတ်သက်ပြီးအမတ်တရဆိုရင်တော့အဲ့လိုအရန်ချမ်းတဲ့အချိန်မှာအဲ့လိုအင်ဂျီအတူလေးနဲ့လုံးဝအနွေးတယ်လည်းမဟုတ်ခိုင်းဘူးတကယ်ဆိုကွယ်ဘယ်ကာလလို့ထည့်ထားမှာမဟုတ်တာနွေးတယ်ဝှချင်တယ်ဝှလို့ရတာပဲဟုတ်တယ်အမတ်တရတော့ဒါပေးတရမှာတော့အမတ်တရအများကြီးပဲပေါ့နော်ဆိုတော့နောက်ဆုံးဒီဝိညာဉ်ပြန်ခေါ်တဲ့အစင်းမှာဆိုရင်ကျွန်တော်လည်းကိုတက်တဲ့ဟိုဒီတိုင်းပဲဟိုရေမဆိုဘဲနဲ့ထွက်လာဖို့ပထမပေါ့ဒါပေမဲ့ကျွန်တော်ကကိုတက်ကိုဟိုရေတွေကလာတဲ့ရေနစ်ပြီးတေသွားတဲ့လူဆိုတော့ရေဆိုမရမယ်ဆိုရင်ကိုယ့်ကိုဟိုဘယ်လိုပြောလိုက်မိရပါတော့အဲ့တော့အဲ့နေ့ကအရန်အေးတယ်ပြီးည3 နာရီရအချိန်ဆိုတော့တော်အေးတယ်အဲ့တော့ရေလောင်းတော့အဲ့ feel ကတော့အခုချိန်ဒီပြန်ပြီး channel ပဲပေါ့နော်ဆိုတော့အဲ့ဒါအမတ်တရရန်ဖြစ်ပါတယ်ဒီကားတော့ဟိုပါပေါ့နော်အမတ်တရတွေအများကြီးပါပဲအမှန်တကယ်ကတော့အကိုကဒီဇက်ကိုရေးတဲ့အချိန်မှာဟိုဘယ်လိုပြောမလဲတရေကားဆိုတာအကိုကမရေးဟိုတိတ်မရေးတဲ့သူပေါ့နော်ပြီးတော့တရေနဲ့ကြောက်တတ်တဲ့ကြောက်နဲ့ရေးရတာပေါ့နော်ကြောက်နဲ့ရေးရတော့ဒီဇက်ကားရဲ့ဇက်ဝင်ကိုင်းတို့ရေးတဲ့အချိန်မှာလည်းတတိမွေးချင်းတွေထားခဲ့တဲ့အဖြစ်အပျက်တွေလည်းအများကြီးရှိပါတယ်တချို့အခန်းတွေဆိုလို့ရှိရင်အကိုရေးနေတော့မှဟိုညတနာကြီးကျော်တကောင်ကျော်မှာခွေးတွေကလည်းဥကြဘူးမှလည်းမရှိတော့ကိုကကြောက်နဲ့ခဏပိတ်ပြီးတော့မနေ့ကမှဆက်ရေးမယ်ပေါ့နော်အဲ့လိုမျိုးလဲလုပ်ခဲ့တာရှိပါတယ်နောက်ပြီးတော့ရိုက်ကွင်းမော်ကိုရိုက်သွားတဲ့အချိန်မှာလည်းကိုကဒီဇက်ဝင်ကိုင်းတွေကိုပေါ့နော်ရိုက်နေတော့မှမကြည့်ရဲလို့ရိုက်ကွင်းမော်ကတော့ပြေးပြီးတော့ပုံးနေတဲ့ချိန်တွေလည်းရှိပါတယ်ပေါ့နော်အမတ်တရတွေကတော့အများကြီးပါပဲဟုတ်ကဲ့တတ်တာပဲနော်နှလုံးသားသားတရားမှာအမှတ်တိုင်းတစ်ခုရှိနေမယ်ဆိုတာလေယုံကြည်ရတယ်ဖြစ်ပါတယ်ရှင်ဖက်20ကြာစီနေတယ်ဆိုတော့ဒီလိုကုသိုလ်ကရန်ဖောက်ခဲ့ကြတယ်ရန်လည်းဝမ်းသာပါဒီအတိုင်းပြီးပြီးတော့ဒါလက်ကျင်တယ်လည်းပေါင်းပြီးတော့သူဆောင်ပေးရတဲ့အတွက်ဒီကကျေးဇူးများတင်ပါတယ်ရောအောင်ထိုးဟုတ်ဖြစ်ပါတယ်ကျမရဲ့လုပ်တဲ့ဒီလူပြလုပ်တဲ့တက်တဲ့ရှောင်းမှာကျမရဲ့တရုပ်ဆောင်မှုရှိပြီးတော့ပြိတ္တတရုပ်လုံးတက်ထုတ်ကြည့်တာကျမဒီမှာလေးရှိတာနောက်တဲ့စကားတွေအားလုံးကျေးဇူးတင်တာပြောပါမယ်ပြည့်တဲ့တွေအားပေးတဲ့တွေအများကြီးကိုတိုင်းနဲ့ဝင်တာပါတယ်ဒီချိန်အဖွဲတွေဒီဆောင်နေပြီးပြည့်အဖွဲကိုပေါ့နော်အဲ့လူတွေအကုန်လုံးရဲ့စီစီလုံးလုံးကြီးကြီးရွတ်ရွတ်နဲ့
ဒီဟာကိုသူတို့ရဲ့ effort တွေအများကြီးတော့ပါလို့ဒီလိုချင်တာတော့ကိုလိုချင်တဲ့ result ကိုရောက်ခဲ့တယ်လို့ကျွန်တော်ထင်တယ် ဒီအရင်ပြောဖို့ကောင်းပါတယ်ဘဝမှာလည်းဒါဘယ်လိုပြောမလဲကိုဆက်ရဲ့ဘဝမှာပေါ့နော်သူကသူ့ရဲ့ကားတိုင်းကိုသူစူးစမ်းထုတ်တယ်အများအောင်မြင်တဲ့ခါမှာလည်းသူပြောမလဲပြိတ္တရဲ့တစ်ခဲနဲ့အားပေးမှုကိုလည်းသူလိုချင်တယ်ဘာဖြစ်လဲဆိုတော့ဒီအားဆိုင်မှုကိုဒါကိုကြည့်ရှုပေးတဲ့လူတွေရှိမှာပဲညာရှိတယ်ခင်ဗျာသူတို့ရဲ့ဝါသာပီတီက 100% ကြီးလို့နော်ဒီကတော့သူပြောလို့ပါပဲအများနဲ့တပတ် လူပညာရအောင်လူတွေကြီးရဲ့ဝေးကြီးရအောင်နော်ဒါတော့မှအားလုံးပြည့်စုံပါပါလေ WTA ကျတော့လည်းကျွမ်းတဲ့အတွက်ကြောင့်ဒီကမှာအကျဉ်းပေးတာအစတော့ဆူလို့အစငါဖွဲ့လိုက်ပြီးခါရောအကျဉ်းပေးတယ်ညက complete ဖြစ်သွားတာဒါ W နဲ့ HD နဲ့ဖွဲ့ကြအောင်လို့ပါတယ်ပြီးရတဲ့ကျတော့အခုနောက်ခါရုပ်ပြပြီးသွားတာပေါ့ဒါလည်းပါရုပ်သားတွေတော့ဘာမှမကောင်းနေတယ်အဲ့ဒါတော့